တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့စတူဂတ်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲမှာကာဇက်စတန်ကျဲဝင်အယ်လီနာရီဘက်ခီနာဟာချက်ကစားသမားကာရိုလီနာမူချိုဗာကိုအပြတ်သက်အနိုင်ယူပြီးချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းမြေဆေးကွင်းဗိုလ်လုပွဲမှာကမ္ဘာအဆင့်2ရီဘက်ကီနာဟာမူချိုဗာကို9-6-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးသူမရဲ့ဒီနှစ်အတွင်းနှစ်ကြိမ်မြောက်ချန်ပီယံဆုကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပထမအကြော့ပွဲအစမှာရီဘက်ကီနာကအသာစီးရခဲ့ပေမဲ့မူချိုဗာကပြန်လည်ရုန်းကန်ခဲ့တာကြောင့်53မိနစ်ကြာတဲ့အထိပွဲကအကျိတ်နဲ့ရှိခဲ့ပြီးနောက်ဆုံးမှာတော့ရီဘက်ကီနာက9ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပွဲစဉ်မှာတော့ရီဘက်ကီနာကလုံးဝလွှမ်းမိုးထားနိုင်ခဲ့ပြီးအပြတ်အသတ်ဦးဆောင်ကစုစုပေါင်းပွဲကစားချိန်တနာရီ18မိနစ်အတွင်းမှာပဲပွဲကိုအနိုင်နဲ့အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်သူကိုဆုဖြစ်ပေးရတဲ့ပေါ်ရှက်အားကစားကားကိုရီဘက်ကီနာအနေနဲ့ဒုတိယအကြိမ်မြောက်မောင်းနှင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာသူမရဲ့ကစားသမားဘဝ73ခုမြောက်ဆုဖလားဖြစ်ပြီးမြေစည်းကွင်းမှာ9ကြိမ်မြောက်ရရှိတဲ့ချန်ပီယံဆုလည်းဖြစ်ပါတယ်။ရီဘက်ကီနာဟာဒီပြိုင်ပွဲတစ်လျှောက်မှာကမ္ဘာအဆင့်6ကမာရာအန်ဒရီဗာအပါအဝင်ထိပ်သီးကစားသမားတွေကိုကြောဖြတ်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရှုံးနိမ့်သွားတဲ့ချက်စတင်းနဲ့မဲမူချိုဗာကတော့ရီဘက်ကီနာရဲ့မြန်ဆန်တဲ့ကစားဟန်ကိုချီးကျူးသွားခဲ့ပြီးသူမကိုယ်တိုင်လည်းပွဲပန်းနေတာကြောင့်အကောင်းဆုံးမကစားနိုင်ခဲ့ကြောင်းပြောကြားသွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်လာမယ့်ပြင်သစ်အိုပန်ပြိုင်ပွဲအတွက်ရီဘက်ကီနာဟာအလားအလာအကောင်းဆုံးကစားသမားဖြစ်သတ်မှတ်ခံထားရကြောင်းလည်းသိရှိရပါတယ်ရှင်။